တောင်တန်းတွေဂျိုင်ဝမ်တွေနဲ့တဲကနာရတွေကိုဖျက်ကျော်ကကီလိုမီတာထောင်ပေါင်းများစွာရှည်လျားတဲ့အထိတည်ရှိနေတဲ့နေရာကြီးတစ်ခုကိုစိတ်ကူးယဉ်ကြည့်လိုက်ပါဒီနေရာကြီးကနှစ်အနည်းငယ်အတွင်းတိဆောက်ခဲ့တာမဟုတ်ပါဘူးဂျာဇုနှစ်ပေါင်းများစွာအချိန်ယူတိဆောက်ခဲ့ရပြီးလူသန်းပေါင်းများစွာရဲ့စ조사အားထုတ်မှုတွေနဲ့အသက်ပေးဆက်မှုတွေပါဝင်နေပါတယ်ဒါဟာကမ္ဘာအံ့ဖွယ်လူသားဖန်တီးမှုတွေထဲကတစ်ခုဖြစ်တဲ့တရုတ်မဟာတိုင်းကြီးပါဒါပေမဲ့ဒီတိုင်းကြီးကိုအားကြောင့်တိဆောက်ခဲ့တာလေရန်သူတွေကိုတားဆီးဖို့ပဲလားဒါမှမဟုတ်လူအများမသိသေးတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဒီနေ့မှာတော့တရုတ်မဟာတိုင်းကြီးရဲ့တမိုင်းကြောင်းအားသိမ့်ွယ်တိဆောက်ပုံနဲ့ယနေ့ထိကျန်ရှိနေစေအမွေနှစ်တွေအကြောင်းကို Warscope မြန်မာကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရုတ်မဟာတိုင်းကြီးရဲ့တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်အထိနောက်ပြန်သွားရမှာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကစီလုံးညီညွတ်ပြီးကျယ်ပြန့်တဲ့နေမြေနဲ့တရုတ်နိုင်ငံဆိုတာမရှိသေးပါဘူးနိုင်ငံငယ်တွေပြည်နယ်တွေအများပြားကကိုယ်နယ်မြေကိုကာကွယ်ရင်းအချင်းချင်းစစ်ပွဲတွေဆင်နွှဲနေကြတဲ့ကာလဖြစ်ပါတယ်ရန်သူတွေရဲ့ကျူးကျော်တိုက်ခိုက်မှုကိုတားဆီးနိုင်မှုအတွက်နိုင်ငံအသီးသီးဟာသူတို့ရဲ့နယ်စပ်တစ်လျှောက်မှာနေရာတွေကိုတိကျစီတိစောက်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီနေရာတွေဟာအခုချိန်ကျွန်တော်တို့သိထားတဲ့တရုတ်မဟာတိုင်းကြီးလိုတစ်ဆက်တည်းမဟုတ်သေးပါဘူး BC 121ခုနှစ်မှာတော့တရုတ်သမိုင်းရဲ့အရေးပါဆုံးပုဂ္ဂိုလ်တွေထဲကတဦးဖြစ်တဲ့ချင်းရွှီဟွန်းဟာတရုတ်နိုင်ငံကိုပထမဆုံးအကြိမ်စီးလုံးညီညွတ်အောင်ပြုလုပ်နိုင်ခဲ့ပါတယ်နိုင်ငံကိုတစုတစည်းတည်းစီးလုံးလိုက်နိုင်ပေမဲ့ချင်းချောက်မှုတွေကတော့မပျောက်သွားခဲ့ပါဘူးမြောက်ဘက်ဒေသကမြင်းစည်းစစ်သည်တွေဟာနေဆက်ဒေသတွေကိုမကြာခဏဝင်ရောက်တိုက်ခိုက်နေစေဖြစ်ပါတယ်ဒါကြောင့်ချင်းရွှီဟွန်းဟာရှိပြီးသားနိုင်ငံအသီးသီးတွေကိုချိတ်ဆက်ပြီးပုံမခိုင်မာကြီးမားတဲ့ကာကွယ်ရေးစနစ်တစ်ခုအဖြစ်တည်ဆောက်ဖို့အမိန့်ပေးခဲ့ပါတယ်ဒီဆုံးဖြတ်ချက်ဟာတမိုင်းကိုပြောင်းလဲစေခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်ထောင်ပေါင်းများစွာသောအလုပ်သမားတွေစစ်သားတွေအကျဉ်းသားတွေကိုခေါ်ယူအသုံးပြုခဲ့ပြီးခက်ခဲကြမ်းတမ်းတဲ့တောင်တန်းဒေသတွေမှာနိုင်ငံတည်ဆောက်ရေးလုပ်ငန်းကိုစတင်ခဲ့ကြပါတယ်အဲ့ဒီခေတ်ကခင်မီဆက်ရန်တရားတွေမရှိသေးတဲ့အတွက်ကြောက်တုံးကြီးတွေမြေကြီးတွေကိုလူအင်အားနဲ့ပဲတည်ယူတည်ဆောက်ခဲ့ရပါတယ်လုပ်ငန်းခွင်အခြေအနေတွေဟာအလိုမင်းခက်ခဲကြမ်းတမ်းခဲ့ပြီးအလုပ်သမားအများပြားဟာပင်ပန်းနွမ်းနယ်မှုအစာရည်စာရှားပါမှုနဲ့ရာသီဥတုဒဏ်တွေကြောင့်အသက်ဆုံးရှုံးခဲ့ကြရပါတယ်ဒါကြောင့်တရုတ်မဟာတိုင်းကြီးကိုလူသားတွေရဲ့အံ့ဖွယ်အင်ဂျင်နီယာလက်ရာတစ်ခုလို့ခေါ်ကြသလိုမရေမတွက်နိုင်တဲ့လူတွေရဲ့ချွေးနဲ့အသက်တွေပေးဆက်ထားရတဲ့အထိမ်းအမှတ်တစ်ခုလို့လည်းပြောကြပါတယ်ချင်းမင်းဆက်ပြီးဆုံးသွားတဲ့နောက်မှာတော့ဒိုင်းတိဆောက်မှုဟာရက်တက်မသွားခဲ့ပါဘူးနောက်ပိုင်းမင်းဆက်အသီးသီးကသူတို့ရဲ့လိုအပ်ချက်တွေအရပြုပြင်မှုမှန်မှုတွေတိုးချဲ့တိဆောက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ကြပါတယ်အထူးသဖြင့်မင်းဆက်လက်ထက်မှာတော့ယနေ့ကျွန်တော်တို့မြင်တွေ့နေရတဲ့ဒိုင်းအများစုကိုအုတ်ခဲတွေကြောက်တုံးကြီးတွေနဲ့ပုံမခိုင်မာအောင်ပြန်လည်တိဆောက်ခဲ့ကြပါတယ်ဒီလိုနဲ့ရာစုနှစ်များစွာဖြတ်သန်းပြီးတဲ့နောက်တရုတ်မဟာတိုင်းကြီးဟာတာမန်ကာကွယ်ရေးနိုင်ငံတစ်ခုထပ်ပို့တဲ့အဓိပ္ပာယ်ကိုဆောင်လာခဲ့ပါတယ်ဒါဟာတရုတ်လူမျိုးတွေရဲ့ဇွဲလုံးလစီလုံးမှုနဲ့မဖြစ်နိုင်တာကိုဖြစ်အောင်စ조사နိုင်တဲ့စိတ်ဓာတ်ကိုကိုးစားပြုတဲ့တမိုင်းဝင်အမွေနှစ်ကြီးတစ်ခုအဖြစ်ယနေ့တိုင်ရပ်တည်နေစေဖြစ်ပါတယ်တရုတ်မဟာတိုင်းကြီးရဲ့တမိုင်းကြောင်းကိုသိပြီးတဲ့နောက်မှာတော့လူအများကိုအားသိစေတဲ့အရာတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ဒီတိုင်းကြီးရဲ့အင်ဂျင်နီယာစွမ်းဆောင်ရည်နဲ့တိဆောက်ပုံတို့ပဲဖြစ်ပါတယ်ယနေ့သိရှိထားတဲ့အချက်လက်တွေအရတရုတ်မဟာတိုင်းကြီးရဲ့စုစုပေါင်းအရှည်ဟာကီလိုမီတာ2000ကျော်ရှိပါတယ်ဒီအကွာဝေးဟာနိုင်ငံပေါင်းများစွာကိုဖျက်ဆီးသွားလာနိုင်တဲ့အရှိမျိုးဖြစ်ပြီးလူသားတွေတိဆောက်ခဲ့တဲ့အကြီးမားဆုံးအဆောက်အအုံစနစ်တွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်ပိုပြီးအံ့ဩစရာကောင်းတာကဒီတိုင်းကြီးကိုမြေပြန့်ပေါ်မှာသာတိဆောက်ခဲ့တာမဟုတ်ပါဘူးမှတ်ဆောက်တဲ့တောင်တန်းတွေနှက်ဆိုင်တဲ့ဂျိုက်ဝမ်တွေတဲကနာရတွေကိုဖျက်ဆီးပြီးတိဆောက်ထားတာဖြစ်ပါတယ်ယနေ့ခေတ်မှာတော့ဒီလိုကြမ်းတမ်းတဲ့နေရာတွေမှာအဆောက်အအုံတစ်ခုတိဆောက်ဖို့ဆိုတာထင်သလောက်မလွယ်ကူပါဘူးဒါပေမဲ့လွန်ခဲ့တဲ့ရာစုနှစ်များစွာကလူတွေဟာဆရာနေရာတွေမရှိဘဲဒီအလုပ်ကိုအောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ကြပါတယ်ဒီတိုင်းရဲ့တိဆောက်ပုံကလည်းဒေတာအလိုက်ကွဲပြားပါသေးတယ်တောင်တန်းဒေသတွေမှာကြောက်တုံးတွေကိုအသုံးပြုခဲ့ကြပြီးမြေပြန့်ဒေသတွေမှာတော့မြေကြီးကိုဖိသိပ်တိဆောက်တဲ့နီးလန်းကိုအသုံးပြုခဲ့ကြပါတယ်နောက်ပိုင်းမင်းဆက်ရောက်လာတဲ့အခါမှာတော့အုပ်နဲ့ကြောက်တွေကိုပုံမအသုံးပြုပြီးဒီတိုင်းကိုခိုင်မာအောင်ပြန်လည်တိဆောက်ခဲ့ကြပါတယ်ဒီတိုင်းရဲ့အပေါ်ပိုင်းဟာစစ်သားတွေတော်လာနိုင်မှုလုံလောက်တဲ့အကျယ်ရှိပြီးတချို့နေရာတွေမှာမြင်းစည်းတက်တွေတောင်တော်လာနိုင်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်ဒါအပြင်ဒီတိုင်းတစ်လျှောက်မှာစောင့်ကြည့်မျှော်စင်တွေကိုလည်းတိဆောက်ထားပါတယ်အဲဒီမျှော်စင်တွေဟာရန်သူတွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ဖို့နဲ့သတင်းအချက်အလက်တွေကိုအမြန်ပို့ဆောင်ဖို့အသုံးပြုခဲ့ကြတာဖြစ်ပါတယ်ဥပမာအားဖြင့်ရန်သူတွေချင်းကပ်လာတာကိုတွေ့ရှိတဲ့အခါနေ့ဘက်ဆိုမီးကိုညဘက်ဆိုမီးတောက်ကိုအသုံးပြုပြီးအချက်ပေးကြပါတယ်
ဒီအချက်ပြမှုကိုနောက်မျိုးစင်တစ်ခုကမြင်တွေ့ပြီးထပ်ဆင့်ပို့ပြီးတာကြောင့်သတင်းဟာကီလိုမီတာရာပေါင်းများစွာအကွာအဝေးကိုအချိန်တိုအတွင်းရောက်ရှိနိုင်ခဲ့ပါတယ်ဒီစနစ်ဟာရှေ့ခေတ်ရဲ့အမြန်ဆုံးဆက်သွယ်ရေးနည်းလမ်းတွေကတစ်ခုလိုတောင်ဆိုနိုင်ပါသေးတယ်တရုတ်မဟာတတိုင်းကြီးရဲ့အင်ဂျင်နီယာအံ့ဝယ်ကတော့တတိုင်းကြီးရဲ့အရွယ်အစားကြီးမားမှုတစ်ခုလည်းမဟုတ်ပါဘူးခက်ခဲတဲ့သဘာဝပတ်ဝန်းကျင်ကိုအန်တုပြီးတော့တိဆောက်ထားနိုင်မှုရာစုနှစ်များစွာကြာမြင့်သွားသည့်တိုင်အစိပ်ပိုင်းအများအပြားကျန်နေသေးမှုနဲ့စစ်မှုဆိုင်ရာအကြံဉာဏ်တွေကိုပေါင်းဆက်အသုံးပြုထားနိုင်မှုကဒီတတိုင်းကြီးကိုကမ္ဘာသမိုင်းတွေကအထူးခြားဆုံးအင်ဂျင်နီယာလက်ရာတစ်ခုဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တရုတ်မဟာတတိုင်းကြီးကိုကြည့်မယ်ဆိုရင်ကြောက်တုံးတွေနဲ့အုတ်တွေရဲ့စုစည်းမှုတစ်ခုတည်းကိုသာမြင်တွေ့ရတာမဟုတ်ပါဘူး။လူသားတွေရဲ့ဉာဏ်ပညာဇွဲလုံးလာနဲ့မဖြစ်နိုင်တဲ့လောက်ခက်ခဲတဲ့စိန်ခေါ်မှုတွေကိုကျော်ဖြတ်နိုင်တဲ့စွမ်းအားကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်။တရုတ်မဟာတတိုင်းကြီးကိုမြင်လိုက်တဲ့အခါလူအများစုရဲ့စိတ်ထဲမှာပေါ်လာတဲ့မေးခွန်းတစ်ခုရှိပါတယ်။ဒါလောက်ရှည်လျားပြီးကြီးမားတဲ့တတိုင်းကြီးကိုဘာကြောင့်တိစောက်ခဲ့တာလဲဆိုတဲ့မေးခွန်းမှာအဓိကရည်ရွယ်ချက်ကတော့မြောက်ပိုင်းဒေသမှာကျူးကျော်ဝင်ရောက်လာနိုင်တဲ့ရန်သူတပ်ဖွဲ့တွေကိုကာကွယ်ဖို့ဖြစ်ပါတယ်။ရှေ့ခေတ်တရုတ်နိုင်ငံရဲ့မြောက်ဘက်မှာနေထိုင်တဲ့လူမျိုးစုအချို့ဟာမြင်းစည်းစစ်သည်တော်တွေနဲ့ဖွဲ့စည်းထားပြီးလျင်မြန်စွာကြွေလျာတိုက်ခိုက်နိုင်ကြပါတယ်။သူတို့ဟာနေဆက်ဒေသတွေကိုမကြာခဏဝင်ရောက်တိုက်ခိုက်ပြီးအစားအစာတရိတ်ဆန်နဲ့အဖို့တံပစ္စည်းတွေကိုယူဆောင်သွားလိရှိကြပါတယ်။ဒီလိုအန်ရီယာတွေကိုရှော့ချနိုင်မှုတရုတ်ဘရင်တွေအနေနဲ့တတိုင်းကြီးကိုတိစောက်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့တတိုင်းကြီးရဲ့ရည်ရွယ်ချက်ကရန်သူတွေကိုတားဆီးဖို့တခုတည်းမဟုတ်ပါဘူး။တတိုင်းတစ်လျှောက်တိစောက်ထားတဲ့စောင့်ကြည့်မျှော်စင်တွေဟာစစ်ရေးအချက်အလက်စုဆောင်းရနေရဖြစ်လဲအသုံးဝင်ခဲ့ပါသေးတယ်။ရန်သူတွေဘယ်နေရာမှာရှိတယ်။ဘလောက်အင်အားရှိတယ်ဆိုတာကိုအချိန်မီသိရှိနိုင်ဖို့စစ်သားတွေကအမြဲတမ်းစောင့်ကြည့်နေခဲ့ကြပါတယ်။ရန်သူရဲ့လှုပ်ရှားမှုကိုတွေ့ရှိတာနဲ့ချက်ချင်းအချက်ပေးနိုင်တဲ့စနစ်ကြောင့်အနီးအနားရှိစစ်တပ်တွေကကြိုတင်ပြင်ဆင်ချိန်ရရှိခဲ့ပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တရုတ်မဟာတတိုင်းကြီးဟာနေရန်တစ်ခုသာမဟုတ်ပဲရှေ့ခေတ်စစ်ရေးလုံခြုံရေးစနစ်တစ်ခုလည်းဖြစ်ပါတယ်။ဒါ့အပြင်တတိုင်းကြီးဟာနေဆက်ဒေသတွေကိုထိန်းချုပ်ရမှာလည်းအရေးပါခဲ့ပါတယ်။ဘယ်သူတွေနိုင်ငံထဲဝင်လာတယ်။ဘယ်သူတွေကနိုင်ငံအပြင်ဘက်ကိုထွက်သွားတယ်ဆိုတာကိုစောင့်ကြည့်နိုင်ခဲ့သလိုကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ခရီးသွားတွေကုန်သည်တွေနဲ့ကုန်ပစ္စည်းတွေဟာသတ်မှတ်ထားတဲ့ဂိတ်ပေါက်တွေကနေသာဖြတ်သန်းသွားလာရတာကြောင့်အခွန်ကောက်ခံမှုနဲ့လုံခြုံရေးစစ်ဆေးဖို့ပုံမလွယ်ကူသွားခဲ့ပါတယ်။ဒါကြောင့်တတိုင်းကြီးဟာစစ်ရေးအတွက်သာမကစီးပွားရေးနဲ့အုပ်ချုပ်ရေးပိုင်းမှာလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကတော့တတိုင်းကြီးဟာအင်အားနဲ့အာဏာရဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ဒီလောက်ကြီးမားတဲ့စီမံကိန်းကိုအကောင့်ထဲဖော်နိုင်ခဲ့ခြင်းကနိုင်ငံရဲ့အင်အားကိုပြသနေသလိုရန်သူတွေကိုလည်းစိတ်ပိုင်းဆိုင်ရာဖိအားပေးနိုင်ခဲ့ပါတယ်။တတိုင်းကြီးကိုမြင်တွေ့လိုက်ရတဲ့ကျူးကျော်သူတွေအတွက်တော့သူတို့ရင်ဆိုင်ရမယ့်နိုင်ငံဟာအင်အားကြီးပြီးကောင်းစွာပြင်ဆင်ထားတဲ့နိုင်ငံတစ်ခုဖြစ်ကြောင်းသိသာစေခဲ့ပါတယ်။ဒါကြောင့်တရုတ်မဟာတတိုင်းကြီးရဲ့တကယ်ရည်ရွယ်ချက်ဟာရန်သူတွေကိုတားဆီးဖို့သာမဟုတ်ပဲနေဆက်လုံခြုံရေးစစ်ရေးဆက်သွယ်မှုကုန်သွယ်ရေးထိန်းချုပ်မှုနဲ့နိုင်ငံတော်ရဲ့အင်အားကိုပြသနိုင်ဖို့အတွက်ပါဖြစ်ခဲ့ပါတယ်။အဲ့ဒီအကြောင်းတွေကြောင့်ပဲတရုတ်မဟာတတိုင်းကြီးဟာတာမန်နိုင်ငံတစ်ခုထပ်ပိုပြီးသမိုင်းတစ်ခေတ်လုံးကိုလွှမ်းမိုးခဲ့တဲ့မဟာဗျူဟာမြောက်အဆောက်အအုံတစ်ခုအဖြစ်ယနေ့တိုင်သတ်မှတ်ခံရဆဲဖြစ်ပါတယ်။ရာစုနှစ်များစွာစစ်ပွဲတွေရာသီဥတုဒဏ်တွေတဘာဝဘေးအန္တရာယ်တွေကိုဖျက်ကျော်လာခဲ့ပြီးတဲ့နောက်အခုခေတ်မှာတော့တရုတ်မဟာတတိုင်းကြီးဟာစစ်ရေးအရာကာကွယ်ရေးအဆောက်အအုံတစ်ခုအဖြစ်မဟုတ်တော့ပါဘူး။အခုချိန်ဒီတတိုင်းကြီးကကမ္ဘာပေါ်ကအကျော်ကြားဆုံးတမိုင်းဝင်အမွေအနှစ်တွေကတစ်ခုအဖြစ်ရပ်တည်နေပါတယ်။နေ့စဉ်ကမ္ဘာတဝန်းကခရီးသွားဧည့်သည်တန်ပေါင်းများစွာဟာဒီအမွေလက်ရာကြီးကိုကိုယ်တိုင်လာရောက်ကြည့်ရှုဖို့တရုတ်နိုင်ငံကိုတွားရောက်ကြပါတယ်။ဒီတိုင်းမှာလမ်းလျှောက်ရင်တောင်တန်းတွေအပေါ်တရွေ့ရွေ့ဆန့်တက်နေတဲ့နေရန်ကြီးကိုမြင်လိုက်ရတဲ့အခါလူအများစုဟာရှေးခေတ်လူသားတွေရဲ့ဆွမ်းဆောင်နိုင်မှုကိုအံ့အားသင့်သွားကြပါတယ်။ဒီတိုင်းကြီးရဲ့တမိုင်းဝင်တန်ဖိုးနဲ့ယဉ်ကျေးမှုဆိုင်ရာအရေးပါမှုတွေကြောင့်1988ခုနှစ်မှာ UNESCO ရဲ့ကမ္ဘာအမွေအနှစ်စာရင်းထဲထည့်သွင်းအသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့တရုတ်မဟာတတိုင်းကြီးဟာယနေ့အထိစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။အချို့သောတတိုင်းစိတ်ပိုင်းတွေဟာနှစ်ပေါင်းများစွာကြာမြင့်လာတာကြောင့်ပြိုကျပျက်စီးလာနေသလိုလေတိုက်စားမှုမိုးရေတိုက်စားမှုနဲ့လူသားတွေရဲ့ထိခိုက်ပျက်စီးစေမှုတွေကြောင့်လည်းအခြေအနေကပုံမှန်ဆိုးရွားလာခဲ့ပါတယ်။ဒါကြောင့်တရုတ်အစိုးရနဲ့အဖွဲ့အစည်းအမျိုးမျိုးဟာဒီတမိုင်းဝင်အမွေအနှစ်ကြီးကိုနောင်လာမယ့်မျိုးဆက်သစ်တွေအတွက်ဆက်လက်ထိန်းသိမ်းနိုင်မှုကြိုးပမ်းနေကြပါတယ်။တရုတ်မဟာတတိုင်းကြီးကိုချိလိုက်မယ်ဆိုရင်ကျွန်တော်တို့ဟာကြောက်တုံးတွေအုတ်ခဲကြီးတွေနဲ့နေရာတွေကိုသာမြင်တွေ့နေရတာမဟုတ်ပါဘူး။အဲ့ဒီနောက်ွယ်မှာရာစုနှစ်များစွာအလုပ်လုပ်ခဲ့ကြတဲ့လူတွေရဲ့ချွေးနဲ့စူးစမ်းမှုတွေ
နိုင်ငံတစ်နိုင်ငံရဲ့တမိုင်းကြောင်းနဲ့လူသားတွေရဲ့မလျှော့သောဇွဲလုံးလားတွေကိုမြင်တွေ့နေရတာဖြစ်ပါတယ်။နိုင်ငံတွေပေါ်ပေါက်လာပြီးပျောက်ကွယ်သွားခဲ့ကြပါတယ်။နိုင်ငံရဲ့မင်းဆက်တွေလည်းအပြောင်းအလဲဖြစ်ခဲ့ကြပါတယ်။စစ်ပွဲပေါင်းများစွာလည်းအချိန်ချင်းဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့တရုတ်မဟာတိုင်းကြီးကတော့အဲ့ဒီအရာအလုံးအတွက်တက်တည်အဖြစ်ငြိမ်သက်စွာရပ်တည်နေစေဖြစ်ပါတယ်။ဒါကြောင့်တရုတ်မဟာတိုင်းကြီးဟာကမ္ဘာအမွေတစ်ခုဖြစ်အောင်သာမကလူသားတွေရဲ့စိတ်ဓာတ်ဉာဏ်ပညာနဲ့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကိုတော့အကောင့်ထဲဖော်နိုင်ကြောင်းတက်တည်ပြနေတဲ့တမိုင်းဝင်အမွေနှစ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။အခုချိန်ထိတောင်တန်းကြီးတွေပေါ်မှာစန့်တန်းရပ်တည်နေစေဖြစ်တဲ့ဒီမဟာတိုင်းကြီးကတော့လူသားသမိုင်းရဲ့အကြီးကျယ်ဆုံးလက်ရာတွေကတစ်ခုအဖြစ်နောက်နှစ်ပေါင်းများစွာတိုင်အမတ်ရနေအောင်မယ်ဆိုတာသိကြပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ကမ္ဘာသမိုင်းတွေကမေ့လို့မရတဲ့တရုတ်နိုင်ငံရဲ့မဟာတိုင်းကြီးအကြောင်းပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ Moscow မြန်မာကိုအခုပဲ follow ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။